စုဘဝကြည်လူတော်အောင်ရွှေမျိုးတရားကမမြတ်ပါဖြင့်လဘဆန်းကျဲဘာသာခေယရှင်ဘုရားဗျာကြီးတရားဧသာနာဘာမနီသေရရာဘုရားသေရကမတော်ရာဤတို့ပိသာစုရဘုဒ္ဓကြီးကတတ်နေတော်နဲ့ကလေးငယ်ရှင်ပြုအပ်လို့ဝါတာတော်ဖြင့်ဆိုင်ရဘာပေါ်ပြရအောင်လေယာကကြောင့်ဘာသာကဒါနာဖာလာတဲ့ဘုရားလေးဖြင့်ရဖို့လို့သူရရဲ့ကြကြရဲ့လို့ပြောကြတော့ဘာရဖို့စေတော်